ဒီနေ့ကျွန်တော်ရှင်းပြမယ့်အကြောင်းအရာလေးကတော့ Dreamstar 2025ဆိုတဲ့ဟာလေးကိုရှင်းပြသွားမှာဖြစ်ပါတယ်။ Dreamstar 2025ကိုဘယ်မှာရှာလို့ရမလဲဆိုရင် game ရဲ့ transfer ကွက်ကိုနှိပ်လိုက်ပါပြီးလို့ရှိရင် live transformer ပါတဲ့ Dreamstar 2025ဆိုတဲ့ကွက်ကလေးကိုနှိပ်လိုက်ရင် Dreamstar 2025မှာပါတဲ့ကစားသမားတွေကိုတွေ့ရှိရမှာဖြစ်ပါတယ်။ဒါကတော့2025မှာသူတို့ကောင်းတယ်လို့ယူဆထားတဲ့ကစားသမားတွေကိုဖော်ပြထားတာဖြစ်ပါတယ်။အဲ့တော့ဒီ Dreamstar 2025မှာဒီမှာ team မှာဖော်ပြထားတဲ့ကစားသမားတွေကိုလိုချင်လို့ရှိရင်ကျွန်တော်တို့ event မှာတွားပြီးတော့ကန်ရမှာဖြစ်ပါတယ်။ဒါကတော့ event ဖြစ်ပါတယ်။ဒီ event ကို16ရက်6လ2025ကနေ15ရက်9လ2025အထိ event လေးတွေကိုပေးသွားမှာဖြစ်ပါတယ်။ပထမဆုံး event ကတော့ကျွန်တော်တို့ဒီမှာ5 day 9ရက်ကြာလို့ရှိရင်လာမှာဖြစ်ပါတယ်6ရက်ကြာရင်လာမှာရှိပါတယ်22ရက်6လ2025မှာလာမယ့်ဟာရှိပါတယ်26ရက်6လ2025 29ရက်6လ2025 2ရက်9လ2025 6ရက်9လ2025 9ရက်9လ2025နဲ့12ရက်9လ2025အထိဆိုပြီးတော့ဒီမှာ event လေးတွေပေးထားတာရှိပါတယ်နောက်တစ်ခုကတော့ Dream Agent Challenge ဆိုပြီးတော့ကျွန်တော်တို့ကန်ခိုင်းထားတာတခုရှိပါတယ်ဒါတွေကတော့ကျွန်တော်တို့ကန်လို့ရမယ်ထင်ပါတယ်ဒါပေမဲ့ Dream Agent Challenge ကတော့ဘယ်လိုလာမလဲဆိုတော့မသိသေးဘူးကျွန်တော်တို့စိန်40ပြီးတော့ပဲကန်ရမလားဒါမှမဟုတ်ရင်ပတ်စံ8000ပြီးပြီးတော့ပဲကန်ရမလားဆိုတော့ကျွန်တော်တို့မသိသေးပါဘူးပုံမှန်အားဖြင့်ကတော့ဒါဒီကခုနပြထားတဲ့ Dream ဟိုပါပေါ့ဒီမှာဒါ Dream Deck ပေါ့ Dream Deck ကန်ရမယ်ဆိုရင်ဒါဒီကျွန်တော်တို့စိန်40ပြီးပြီးတော့ကန်ရမှာဖြစ်ပါတယ်ဒါပေမဲ့တစ်ခါတလေကြာလို့ရှိရင်ပတ်စံ8000ပြီးပြီးမှကန်ရတာရှိပါတယ်အဲ့လိုပုံစံနဲ့ကန်ရမယ်ဆိုရင်တော့အဲ့ဒီလူကိုတော့ကျွန်တော်တို့ရမှာတော့မဟုတ်တော့ဘူးပေါ့နော်ပတ်စံပြီးပြီးတော့ကန်ရမှာဖြစ်ပါတယ် event မှာဒါ Dream Deck ပေါ့ Dream Deck စုစုပေါင်း3ခုပါပါတယ်နောက်တစ်ခုကတော့ Dream Star Season ကတော့ Star Season ကတော့အဲ့ဒါတော့ကြည့်ရအောင်ပါဗောနော်ကျွန်တော်တို့ဟာလဲ Season Pass ဝယ်မှပဲရမှာလားမရဘူးလားကြည့်ရမှာပေါ့ Season Pass ဝယ်မှဆိုရင်တော့ဒါဒီ Season Pass ကိုဝယ်ပြီးတော့ကစားရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကြည့်ရတော့ဒါကတော့ရှင်းရှင်းပြောရရင်တော့သူ Dream League Soccer ကတော့ကုမ္ပဏီကသူ့ကုမ္ပဏီအတွက်ငွေရဖို့အတွက်ကိုငွေရှာတယ်လို့ပဲတတ်မှတ်ရမှာပေါ့သူ့ကုမ္ပဏီအတွက်ကိုငွေရှာတဲ့သဘောလိုပဲထင်ပါတယ်ဒီ event တွေကလပ်တွေကို season pass တွေကိုကန်ပြီးသွားလို့ရှိရင်ဘာရမလဲဆိုရင်ဒီမှာပြထားတဲ့ player တွေရပါမယ် Jane Trafford တို့ Robinson တို့ Hamson တို့ BBN တို့ McTominay တို့ Villa တို့ဒီမှာပြထားတဲ့ကစားသမားတွေကိုအဲ့ထဲကနေမှတစ်ခုပြီးတစ်ခုပေါက်မှာပေါ့နော်ဒီမှာဟိုမှာဘယ်နှခုရှိလဲပေါ့ဒီမှာ event ဆိုရင်2 4 6 8 9 event 9ခုဆိုရင်ဒီထဲက player တွေပေါက်မှာပေါ့နော်2 4 6 8 10 11ဒီမှာ17ရောက်ပါတယ်ဟိုမှာ event ကတော့တကောင်ပေါက်ရင်တယောက်ပေးမယ်ဆိုရင်9ခုပဲရှိတယ်ပေါ့အဲ့ဒါလေးတော့ပြန်ပြီးတော့ကြည့်ရမှာပေါ့ဒါကတော့ကစားသမားတွေဘယ်သူတွေဆိုတာရယ်သူ့ရဲ့ rating တွေကိုသိရှိအောင်ပြသပေးထားတာပဲဖြစ်ပါတယ်ကြည့်ရှုနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်